Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Arabhayana Sayandukata Amida Virasa Lalita Adulam Saranadi Bhubadama Yamagantu Karandrana Panamami Zinam Edina Disa Wasena Hotumi Sayamikalam Arabhayana Sayandukata Amida Virasa Lalita Adulam Saranadi Bhubadama Yamagantu Karandrana Panamami Zinam Edina Disa Wasena Hotumi Sayamikalam Araham Jamana Ludomo Duroi Jibu Goyo Buddha Tugu Kandomu Taito Araham Segwaya Yadita Naimagomu Kilida Agudu Nijiro Gule Pulo Domamu Betado Arahavadana Nidagwadato Hayato Gilidaru Maki Wizinjiro Muvidado Bayada Sayaduyam Piyadu Guadada Omino Mubitado Dugada Gaundo Dagago Suro Mudadado Dugada Gaundo Nibandu Leve Chuadwado Mudadado Amidam Manashiado Gono Bonele Pisono Mubitado Vidyayaga Sajido Kilida Muniji Maki Wido Mubitado Lalita Yonjido Chowdwe Gumyu Sabe Tidido Mubitado Adulam Dila County Damadini Jibidenya Longeta Yui Yaila Naidu Adula Shiro Mamubitado Serena Nebayo Joe Jingoni Pisono Mubitado Tibu Badama Bawaduma Bondoma Dunai Kilida Pumiro Guji Zero Munaidado Yamaga Yemi Zozo Sajido Dago Biadi Harugo Anulo Padilo Biaswano Munaidado Dukharam Lujana Nachana Nivanjandarugo Piro Mutadado Parana Luna Nagada Jabyamadawa Vini Miabu Jiroi Atago Vayase Igam Chido Mubitado Zinam Litizaba Kangola Ganga de Chatepin Namazwa Yamigo Piasi Amina Mudobaya Shenkuromya Jigo Aham Bayadvirodi Banama Mi Yudi Miano Manyojo Yuishego Grova Imyaswabaya Mayam Bayadvirod Marudi Banama Yudi Miano Manyojo Yui Shego Groja Vago Imyaswabaya Edina Disamusina, Idonoda Porto Latapin, Homa Soyare was in this as a gajam. Edina Disamusina, Idobayashi, Gromia Jibi, Arahambai, and Asia, Sashido, Gunoruni, Yezuno Mubabe, Lumagan Soyare was in this as a gajam. Me Junua Magam, Janodua. Zayamigalam Navyadwim Bibian Sivi Luisana Udamyadi Piwa Sonswa Sandotatu Auya Amu Aung Jong Yudi Aung Suyerana Aung Jinji Migalati Hodu Moja Madwi Pibazi Dadi Payadvi Dodi Dandara Maza Yui Yani Dai Aung Gong
ကျေးဇူးကြီးမားကြကုန်သောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောပိစိကဗုဒ္ဓရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောအဂတဝကမဟာတဝကယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှင်ကိုကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောမိခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောဖခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောလိမ္မာစရာအကျိုးအကြောင်းပြဆိုဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုစီးပူးဖြစ်ခြင်းလျက်ရှိကြကုန်သောယဟန်ပုဂ္ဂိုလ်အရိယာပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောတရားဓမ္မတို့ကိုဟောကြားပြသဆုံးမတတ်သောဆရာသမားတို့၏ပေါ်၌အာယေကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂ
ထမင်းတလုံးဤဓမုတ်စားသဖြင့်ဘေကံချီးမြှင့်ထောက်ပံ့မှုသောကျေးဇူးရှင်ဆရာသခင်နှင့်တကွတရားဓမ္မပုဂ္ဂိုလ်တို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်နုမညွတ်ကြွ၍ရှေခိုးကြောလိုက်ပါ၏မြတ်စွာဘုရား